Hello အားလုံးပဲမင်္ဂလာပါခင်ဗျာအခုလက်ရှိဒါကျွန်တော်ရောက်ရှိနေတဲ့ site လေးကတော့ဒါမွန်ပြည်နယ်ပထုံမြို့ကဒီနောင်ကလားအလဲရွာပေါ့နော်အဲ့ရ site လေးပဲဖြစ်ပါခင်ဗျာဟုတ်ကဲ့ဒီ site လေးမှာဆိုတော့ဒါကျွန်တော်မျက်နှာချက်ရယ်ဆေးရယ်ပေါ့နော်ဒါကျွန်တော်အပြီးစီးပေါ့နော်ပစ္စည်းလက်ခံတောင်းဝင်ပေးထားတဲ့ site လေးပဲဖြစ်ပါခင်ဗျာဒီမှာလေးဆိုရင်တော့ဘာတွေပါမလဲဆိုရင်ပေါ့နော်ဒီအရှိတွေပေါ့နော်ဒီအပြင်ပတ်ပတ်လေတွေကိုဒါကျွန်တော်ကြောက်ပြားတွေကပ်ပြရမယ်ပေါ့နော်ဒါတစမိတ်အောက်တွေပေါ့နော်အပြင်ဝဲတွေပေါ့ဟုတ်ကဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒါကြောက်ပြားလေးပေါ့နော်အဲ့နေရာမှာနှစ်ခုမှာဒါကျွန်တော်ဆေးကလာလေးပေါ့နော်စီလင်ဝိုက်ကလာလေးပြန်ထည့်ပြီးတော့ပန်းပွင့်နှစ်ပွင့်ပေါ့နော်ဒီဘက်မှာတစ်ပွင့်ဒီဘက်မှာတစ်ပွင့်ပေါ့နော်ပန်းပွင့်နှစ်ပွင့်ထည့်ပေးရမယ်ခင်ဗျာဟုတ်ကဲ့ဒီအထဲလေးမှာဆိုရင်တော့ဒါကျွန်တော်ပါမလဲဆိုတော့ဒီရှေ့ဒါဖျားကန်းပေါ့နော်ဒီကောင်ဖျားကန်းဒီဖျားကန်းဟိုမှာဒီအလဲမှာဒါကျွန်တော်ပလိန်လေးပေါ့နော်ဒီမိနစ်ကျတော့၄ပေ၈ပေတက်စင်ပုတ်ပလိန်လေးပါမယ်ဗျပါပြီးတော့ဒီပေါ့နော်ဒီမှာတော့အခန်းလေးနှစ်ခန်းအခန်းပွင့်နှစ်ခန်းပါမယ်ဗျအခန်းပွင့်နှစ်ခန်းမှာဆိုလို့ရှိရင်တော့ဒီဟာလေးကတော့ဒါအခန်းလေးပေါ့နော်ဒါတော့အခန်းချင်းလေးပေါ့ဒီခန်းချင်းလေးမှာဆိုရင်ဒီဟာကိုဒါကျွန်တော်၄ပေ၈ပေတက်စင်ပုတ်အပြီးဟိုမှာဒါကျွန်တော်ဒီပတ်လေကိုကောနစ်လေးကပ်မယ်ဒီပတ်လေပေါ့နော်ပတ်လေကိုကောနစ်လေးတွေပါပြီးတော့ဒီအလဲမှာတော့ဒါအသေးပုံနှစ်ထပ်ဒီဇိုင်းလေးပေါ့နော်ဒါကျွန်တော်စင်ပြရမယ်ခင်ဗျကဲဒီဒါကတော့အခန်းကြီးပေါ့နော်ဒါကတော့ဒီအခန်းတော့အခန်းကြီးဗျဒီအခန်းကြီးမှာဆိုတော့ဒီပတ်လေပေါ့ဒီဘေးထောက်လေးပတ်လေမှာဒါ light ထွေးဒီဇိုင်းလေးပါမယ် light ထွေးဒီဇိုင်းပါပြီးတော့မှဒါကျွန်တော်ဒီအလဲမှာလဲဒါကျွန်တော်ဒီဇိုင်းလေးတစ်ခုထည့်ပြရမယ်ခင်ဗျဒီဇိုင်းလေးကိုမှဒါဒီအလဲမှာဆိုတော့9000ကျယ်ပေါ့နော်9000ကျယ်ရဲ့ဒီဘေးပတ်လေတွေကိုဒါကျွန်တော် shape လေးပေါ့နော် shape လေးတွေပေါ့နော်ဒီ modern design လေးပေါ့အဲ့ဒါလေးထည့်ပြရမယ်ခင်ဗျဟုတ်ကဲ့ဟောဒါအခုပေါ့နော်ဒါကျွန်တော်ပြောချင်တာပေါ့နော်ဒါကျွန်တော်ကိုယုံကြည်စွာနဲ့ပေါ့နော်ဒီပြည်ပပေါ့နော်မလေးရနေပြီးတော့အလုံးအနှံပေးတဲ့အမအောင်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီအရှင်မိသားစုပေါ်လည်းဒါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ဇင်းမျက်နှာချက်နဲ့အထားစဉ်လုပ်ငန်းကိုဒါယုံကြည်လို့ပေါ့နော်လက်ရလေးတည်တက်လို့ပေါ့နော်ဒီအနှံအလုံးအနှံကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39999363နဲ့3632ကိုလည်းဆက်သွယ်ဆောင်ရွက်မြင်နိုင်ပါတယ်ခင်ဗျာဟောလုပ်ငန်းသူညီကိုများအားလုံးလည်းအလုပ်ကနေဆင်ပြေကြပါစေညီကွာပြည်သူများအားလုံးလည်းကျန်းမာချမ်းသာကြပါစေခင်ဗျာ